too many ကောက်ထဲကတဲ့ငွေကိုတဲ့ဘယ်မှာငွေသားနဲ့ထုတ်လို့ရလဲတဲ့ okay အဲ့တော့ဒီ comment လေးကိုကျွန်တော်ပြန်ပေးခြင်းတယ်တော်တော်များများလည်းမေးကြတယ်ပေါ့နော်ဒီ too many အကောက်ထဲကိုကျွန်တော်တို့တချို့ကပတ်စံနေထုတ်တယ်ပတ်စံနေထည့်တယ်ပေါ့ဗျာဒါပေမဲ့ပြန်ပြီးတော့ကျွန်တော်တို့ထုတ်ရှင်တဲ့အခါကျရင်တချို့ကဒီဘန်နေလိုမျိုးပေါ့နော်ကျွန်တော်တို့ ATM ပုံးတွေတို့ဒါမှမဟုတ်ရင်ထုတ်တဲ့ set တွေပေါ့နော်ရှိလိမ့်မယ်လို့တော်တော်များများထင်ကြတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ပြပြမယ် too many တွေကပတ်စံတွေကိုကျွန်တော်တို့ပြန်ထုတ်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဘယ်လိုထုတ်လို့ရလဲဆိုတော့ကျွန်တော်တို့မှာဘန်နေရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ဘန်တွေကိုပြန်လွှဲပြောင်းလို့ရတယ်တကယ်လို့ကိုယ်မှာဘန်မရှိဘူးဆိုရင်တော့တခြားသူတငယ်ချင်းဘန်ရှင်တငယ်ချင်းဘန်တွေကိုပြန်လွှဲပြောင်းပြီးတော့ထုတ်ယူလို့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်သူကအရန်တမလွယ်ကူနေပေါ့နော် too many ကအရင်နဲ့ဆိုင်အရန်ကောင်းတယ်ဗျာဘာဖြစ်လို့လဲဆိုတော့အရင်ကဆိုရင်ကျွန်တော်တို့ဒီ too many ကပတ်စံကိုဘန်လွှဲမယ်ဆိုလို့ရှိရင်ကြာချင်းအဖြစ်နေတော့နိုင်ဝဲမဟုတ်တနားရီလောက်စောင့်ပေးရတယ်ပြီးတော့လည်းတစ်ချိန်လွှဲရင်ဘတ်20ဖြတ်တယ်ဗျာအခုကျတော့သူကကျွန်တော်တို့ဘန်နေလိုမျိုးပေါ့နော်ရှူအကုန်းနဲ့ရပြီဆိုတော့ too many ကပတ်စံကိုဘန်အောင်စကန်ဖလက်ထိုင်နေကျွန်တော်တို့ချက်ချင်းပတ်စံတန်းရောက်နေဗျာမိနစ်တော့မကြာဘူးတန်းလွှဲတန်းရောက်လွှဲခလည်းမပေးရအောင်အရန်မြန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထုတ်တဲ့နီလန်းကတော့ဘန်နေတဲ့ကိုလွှဲပြောင်းပြီးတော့ထုတ်တဲ့နီတနည်းပဲရှိပါတယ်ကျွန်တော်တို့ဘန်နေလိုမျိုးပေါ့နော်အပြင်မှာ ATM ပုံးနေ set တွေနဲ့ထုတ်လို့မရဘူးဗျokay ဒါဆိုရင်တော့ဒီ comment လေးပိုင်ရှင်နားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိရဆိုရင်လည်းဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့မေးလာလို့ရပါတယ် too many ကောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဖွင့်ကျင်တာဖြစ်ဖြစ် level 2တင်ကျင်တာဖြစ်ဖြစ်အကောက်တက်တန်းတိုးကျင်တာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီမှာလာပြီးတော့ survey လာယူလို့ရပါတယ်အားလုံးပဲစင်ပြေကြပါသေးဗျ